မြန်မာနိုင်ငံကနေပြီးတော့မှ Facebook မှာငွေရှာချင်တယ်ဆိုလို့ရှိရင်ဒီအချက်လေးတွေကိုအရင်လုပ်လိုက်အများကြီးမစဉ်းစားနဲ့အရင်ဆုံး page ကိုဖွင့်လိုက် page အဟောင်းရှိရဆိုရင်လည်းရတယ်ဒါမှမဟုတ်ဘူး page အသစ်ဆိုလို့ရှိရင်လည်းရတယ်အဓိကအရေးကြီးတာကကျွန်တော်တို့ကဒီ page ကိုကင်တဲ့ admin ပေါ့နော်ဒီ admin account ကမြန်မာ account မဖြစ်ရဘူးဒါပေမဲ့လောလောဆယ်မှာကျွန်တော်တို့မြန်မာ account နဲ့ post တွေတင်လို့ရတယ်ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားမှာရှိတဲ့တကယ်ချင်းတယောက်ယောက်ပေါ့နော်သူခွင့်ပြုထားတဲ့ eligible ဖြစ်တဲ့ country တွေကနေပြီးတော့မှတကယ်ချင်းတယောက်ယောက်ရှိမယ်ဆိုလို့ရှိရင်သူ့ကို admin ပေးထားမယ်ကျွန်တော်တို့ကဒီကနေပြီးတော့မှမြန်မာကနေ post တွေပုံမှန်တိုင်းတင်လို့ရမယ် monetization setup ပေါ်တဲ့အချိန်မှာတော့ကျွန်တော်မြန်မာ account တွေထွက်ပေးရမယ်အဲ့အချိန်မှာကျွန်တော်စီမှာဒီလိုမျိုး eligible ဖြစ်တဲ့ country ကသူငွေရှာခွင့်ပြုတဲ့နိုင်ငံရဲ့ account တစ်ခုကကျွန်တော်စီမှာရှိရမယ်ဒီ account တွေကကျွန်တော်တို့ကိုယ့်ကိုဖောက်လို့လည်းရတယ်ဖောက်နည်းသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်တန်းမှာလာ join လို့ရတယ်ကျွန်တော်တင်တန်းကြီးတက်တာနဲ့တင်တန်းပြပေးထားတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဘာမှမစင်စားသေးဘူးလောလောဆယ်မှာတင်တန်းနေလည်းစိတ်ဝင်စားသေးဘူးဆိုလို့ရှိရင်အရင်ဆုံးခုနပြောလိုက်အောင်အရင်လုပ်လိုက် page နဲ့ပဲကြိုးစားပါ account နဲ့မလုပ်ပါနဲ့ page နဲ့ပဲကြိုးစား page ကို profile ဒီကျွန်တော်တို့ account ကနေပြီးတော့မှပြောင်းလာတဲ့ profile page တွေမဟုတ်ဘဲနဲ့ဒီ page တွေနဲ့ပဲကျွန်တော်တို့ကြိုးစားပါနံပါတ်1နိုင်ငံခြားမှာရှိတဲ့တကယ်ချင်းတယောက်ကို admin ခံထားပေးမယ်နောက်တစ်ချက်က page အဟောင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အရင်တုန်းကကျွန်တော်တို့ရှောက်တင်ခဲ့တဲ့မြ policy ညှိနိုင်မယ်လို့ထင်တဲ့ဟာတွေအကုန်လုံးကိုဖျက်ပြရမယ် page အသစ်တွေဆိုလို့ရှိရင်တော့ဒါတွေကိုဆင်ခြင်ပြီးတော့ကျွန်တော်တို့ post တွေတင်ရမယ်နောက်ထပ်အရေးကြီးဆုံးပေါ့နော် follower နဲ့ view ရဖို့အတွက်ကိုကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုတော့နံပါတ်1ကျွန်တော်တို့တင်လိုက်မယ်ဥပမာထားလိုက်ပါတော့ကျွန်တော်ဖျားသွားတယ်ပေါ့နော်ဖျားသွားတဲ့ဗီဒီယိုလေးကျွန်တော်တို့တင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရတယ်ကျွန်တော်တို့တင်တဲ့ဒီ page admin မဟုတ်တဲ့တခြား account နဲ့ဒီဖျားနဲ့သက်ဆိုင်တဲ့ group တွေဒီလိုမျိုးပေါ့နော်သူ့ post နဲ့သူသက်ဆိုင်တဲ့ group တွေမှာကျွန်တော်တို့သွားပြီး share လို့ရတယ်တချို့ group တွေကတော့ public ဖွင့်ပေးထားတယ်စိတ်ကြိုက် share လို့ရတယ်တချို့ group တွေကျတော့ admin တွေ approve ဖြစ်မှရမယ်ပေါ့နော်အဲ့ဒီတော့အများကြီးမစဉ်းစားသေးပါနဲ့ page နဲ့ပဲကြိုးစားပါပြီးလို့ရှိရင် account တွေဖောက်တတ်အောင်လို့ကြိုးစားပါဒါတွေကတင်တန်းတွေလည်းရှိပါတယ်ကျွန်တော်လည်းဖွင့်ထားတယ်ဒီလိုမှမဟုတ်ဘူးနောက်ဆုံးကြမှာအဲ့ဒီစင်ကိုလုပ်ချင်တယ်ဆိုရင်အရင်ဦးဆုံးနေနဲ့ကျွန်တော်တို့မြန်မာ admin နဲ့ post တွေတင်လို့ရတယ်သို့ပေမဲ့နိုင်ငံခြားကတကယ်ချင်းတယောက်ငွေရှာခွင့်ပြုတဲ့ country ကရှိနေမဲ့တကယ်ချင်းတယောက်ယောက်ကိုကျွန်တော် page ထဲမှာ admin လာပေးထား policy ညှိနိုင်တဲ့ post တွေလုံးဝမတင်တော့နဲ့ဒါကစီကန်းရှိမှသူကငွေရှာခွင့်ပြုဖို့ setup တွေပေါ်လာမှာလေနော်အဲ့တော့ကိုပိုင် content တွေပဲအဓိကဖန်ပြီး follower နဲ့ view အတွက်ကသူနဲ့သက်ဆိုင်တဲ့ post တွေကိုသူနဲ့သက်ဆိုင်တဲ့ group တွေမှာတော့ share တစ်ခါ share ရင်နှစ်ခါသုံးခါလည်းမပိုနဲ့အများကြီးမ share နဲ့ admin account နဲ့မဟုတ်ဘဲနဲ့တခြား account နဲ့တော့ share ပါဒါတော့ဆိုလို့ရှိရင်နားလည်မယ်ထင်တယ်ဒါလေးကိုအရင်ဆုံးကြိုးစားပါကျန်တာတွေအများကြီးမစဉ်းစားပါနဲ့ okay ဒီလောက်ပါပဲဒီဗီဒီယိုလေးကနေအကျိုးတစ်စုံတရာရှိရလို့လို့ရှင် comment မှာ yes လို့ရေးခဲ့ပေးပါကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ sharing လေးလုပ်ပေးပါပါမယ်